CIDI တင်တဲ့ဖို့တော့ပထမဆုံးလိုအပ်တာကတော့ဆေးစစ်ရပါမယ်ဆေးစစ်ပြီးလို့ရှိရင် passport လုပ်ရပါမယ်တင်တဲ့အဖို့အတွက်ဆိုမြန်မာပြည်မှာဆိုရင်တော့ထက်ဦးဆိုတဲ့တင်တန်းကြောင့်နဲ့ကဘာဆိုတဲ့တင်တန်းကြောင့်နှစ်ခုရှိပါတယ်တင်တန်းကြီးအနေနဲ့ကတော့2500လောက်ကုန်ကြပါတယ်ခင်ဗျာCIDI တင်တဲ့ဖို့တော့ပထမဦးဆုံးပညာရေးချင်းအပြင်အလဲတန်းအောင်ယုံအဆင့်ဆိုရင်ရပါတယ်ဘွဲရရှိရမလိုပါဘူးခင်ဗျာလိုအပ်တဲ့အသက်ကတော့18နှစ်ကနေအသက်45နှစ်အထိရှောက်ထားတက်ရောက်နိုင်ပါတယ်အင်္ဂလိပ်စာအနေနဲ့တော့အခြေခံအင်္ဂလိပ်စာအခြေခံလောက်ရလို့ရှိရင်တက်လို့ရပါတယ်ခင်ဗျာသင်တန်းဘာသာရပ်အနေနဲ့ကိုချိုင်းစစ်တရားသင်တန်းဘာသာရပ်ကိုရွေးချယ်တက်ရောက်နိုင်ပါတယ်တန်ကြီးတန်ခွေးတွေကြောက်ပုံးရွက်တွေပိုက်စင်နာတွေ electronic ဝါရင်းတွေခြေပြကတ်တဲ့သင်တန်းတွေအမျိုးမျိုးကြိုက်တဲ့သင်တန်းကိုတက်ရောက်ရွေးချယ်ပြီးတော့တက်ရောက်နိုင်ပါတယ်သင်တန်းကာလအနေနဲ့တော့တစ်လကနေ3လအထိကြာနိုင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးအကျိုးရှိတယ်ဆိုရင် like and comment လေးလုပ်ခဲ့ပါအောင်เนาะကျွန်တော်ရဲ့ account လေးကိုလည်း follow လေးလုပ်ပေးခဲ့ပါကျေးဇူးအများကြီးတင်ပါတယ်သိချင်တာရှိရင်လည်း comment လေးတွေရေးပြီးတော့အားပေးခဲ့ပါအောင်ခင်ဗျာနောက်ဗီဒီယိုမှာပဲပြန်လည်ဆုံတွေ့ကြပါမယ်เนาะ